ဇလန်းဆောက်မှာတော့မိန်းကလေးတစ်ယောက်ဟာအစိတ်ပြင်းတဲ့ငွေတကောင်ကိုတိတ်တဆိတ်ထုတ်ယူပြီးတက်မှုရဲ့သမီးဖြစ်သူရဲ့ဝတ်စုံထဲကိုထည့်လိုက်ပါတော့တယ်။တက်မှုသမီးခမများလည်းထိတ်လန့်တကြားအော်ဟစ်ပြီးမြေပြင်ပေါ်လဲကျသွားတဲ့အခါဒေါသထွက်နေတဲ့တက်မှုကသူ့လူတွေကိုငွေကိုအမြန်ဖယ်ရှားဖို့အမိန့်ပေးခဲ့ပါတယ်။ငွေကတော့သူ့အလိုအပြင်ကိုထွက်လာပေမဲ့အညိုအတေးကြီးတဲ့တက်မှုကတော့အဲ့ဒီမိန်းကလေးကိုမြေပြင်ပေါ်လဲကျသွားအောင်လက်သီးနဲ့ထိုးနှက်လိုက်ပါတော့တယ်။ထောင်ချောက်ထဲကငရဲခန်းဒေါသအရှိန်မသေးတဲ့တက်မှုဟာမိန်းကလေးကိုအန္တရာယ်ရှိတဲ့နေရာတစ်ခုမှာပိတ်လောင်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့သူမသိလိုက်တာကတော့အဲ့ဒီနေရာမှာတခြားသူတွေပါအများကြီးပိတ်မိကုန်တာပါပဲ။အဲ့ဒီအချိန်မှာပဲအပေါ်ကနေတစ်သားစီပိုင်းကြီးတစ်ခုပြုတ်ကျလာပြီးကွဲထွက်သွားတဲ့အခါအထဲကနေအစိတ်ပြင်းတဲ့ငွေပေါင်းထောင်တောင်းချီထွက်လာပါတော့တယ်။တိုင်ရခြင်းလူတိုင်းဟာအသက်လူပြီးပြေးကြပါတော့တယ်။ပြေးလွှားနေရင်မိန်းကလေးတစ်ယောက်ကတော့ချော်လဲသွားပြီးခဏချင်းမှာပဲငွေတွေရဲ့ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒီကြောက်စရာကောင်းတဲ့မြင်ကွင်းကိုကြည့်ပြီးဒေးဗစ်တစ်ယောက်ကတော့ထွက်မပြေးတော့ပဲသူ့ရဲ့ကံကြမ္မာကိုအေးအေးဆေးဆေးပဲလက်ခံလိုက်ပြီးတေဆုံးသွားခဲ့ပါတယ်။နောက်ဆုံးကြံရစ်သူနောက်ဆုံးမှာတော့အန်နာနဲ့ဗစ်တိုးရီးယားဆိုတဲ့မိန်းကလေးနှစ်ယောက်ပဲကြံပါတော့တယ်။ဗစ်တိုးရီးယားလေကားပေါ်ကိုအပြေးတက်ဖို့ကြိုးစားပေမဲ့ငွေတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ငွေတွေကသူမကိုတဖြည်းငွေတွေကအန်နာစီကိုဥတီလာတဲ့အချိန်မှာတော့သူမဟာထူးဆန်းတဲ့သချင်းတစ်ပုဒ်ကိုစတင်တည်ဆိုလိုက်ပါတယ်။အန်ဩစရာကောင်းတာကအဲ့ဒီသချင်းတန်ဟာငွေတွေကိုညှို့ယူ hypnotize လိုက်တယ်လို့ဖြစ်သွားပြီး